နောက်တစ်ပိုင်းအစမှာတော့ Rose တတိုင်းကြီးထဲမှာလူဦးရေတွေများပြားလာပြီးအစာရေးစားပြက်လက်လာခဲ့ပါတယ်။ဒါကြောင့်ဆုံးရှုံးသွားခဲ့ရတဲ့မြေတွေကိုပြန်လည်သိမ်းယူဖို့အစီအစဉ်ရေးဆွဲခဲ့ကြပါတယ်။ဒါပေမဲ့ဒါဟာကိုတတ်သိတဲ့တာဝန်တစ်ခုပဲဖြစ်ပါတယ်။တနေ့အကြာမှာတော့ Aaron နဲ့ Mikasa တို့ကကင်းထောက်အဖွဲ့တွေဝင်လိုက်ကြပါတယ်။တင်နန်းကိုအောင်မြင်ဖို့အတွက်ဆို ODM လေ့ကျင့်ခန်းကိုအောင်မြင်ရမှာဖြစ်ပါတယ်။ကီက Aaron ကိုကာကွယ်ဖို့အတွက် Aaron ရဲ့ကိရိယာတွေကိုဖျက်ဆီးလိုက်ပါတယ်။ဒါပေမဲ့ Aaron ကတော့ဂီယာအပြလေးနဲ့ရအောင်လုပ်ပြသွားပါတယ်။နှိမ့်မုံတိုင်းတဲ့လောက်ရတဲ့လေ့ကျင့်ခန်းတစ်ခုမှာတော့ Ramiya ကတိုက်တန်အသွင်ပြောင်းပြီး Dust ကိုကဲခဲ့ပါတယ်။ Crystallan ကလည်းနှိမ့်မုံတိုင်းကြားတဲ့ကလွမြောက်လာခဲ့ပြီး Ramiya နဲ့ယဉ်နီးသွားခဲ့ပါတယ်။9နှစ်အကြာပထမဦးဆုံးတိုက်တန်ကိုတိုက်ခိုက်ရတဲ့အခါမှာကင်းထောက်တွေတတိုင်းပေါ်ရှိနေတော့ Colossal တိုက်တန်ပေါ်လာပြီးတတိုင်းကိုဖျက်ဆီးခဲ့ပါတယ်။ကင်းထောက်တွေကအထီးခိုင်နေစေဖို့အတွက်ဝင်လာတဲ့တိုက်တန်တွေကိုတပ်ဖို့ကြိုးစားခဲ့ပါတယ်။ဒီတိုက်ပွဲအတွင်းမှာ Aaron ကအစားခံလိုက်ရပေမဲ့တိုက်တန်အသွင်ပြောင်းနိုင်တဲ့အစွမ်းရှိနေအောင်ကိုတီးလိုက်ရပါတယ်။အရီနောက်မှာတော့တက်ကြရောက်လာပြီးတတိုင်းကိုပြန်ကာပေးဖို့ Aaron ကိုခိုင်းပါတယ်။ Aaron ကတတိုင်းကိုပြန်ကာပေးတဲ့နေရာမှာအောင်မြင်သွားပြီးပရာဒီရဲ့သမိုင်းတလျှောက်တိုက်တန်တွေကိုတိုက်ခိုက်နိုင်တဲ့ပထမဦးဆုံးအောင်ပွဲကိုရယူပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ Aaron ဟာထောင်ချခံရပြီးသူ့ကံကြမ္မာအတွက်စစ်ခုံရုံးတက်ခဲ့ရပါတယ်။ Aaron ကိုကင်းထောက်တွေကစောင့်ကြည့်ပြီး Levi Ackerman က Aaron ကိုတာဝန်ယူပေးပါတယ်။တညမှာတော့ Aaron ကစမ်းသပ်လေးလာမှုလုပ်နေတာကိုရှင်းပြပေးဖို့ဟန်ဂျီကိုပြောလိုက်ပါတယ်။နောက်တနေ့မှာတော့သူတို့ဖမ်းထားတဲ့တိုက်တန်နှစ်ကောင်အသက်ခံလိုက်ရတာကိုသိခဲ့ရပါတယ်။အဝင်ကရန်သူဘယ်သူလဲဆိုတာသိလားလို့ Aaron ကိုမေးပါတယ်။ဒါကြောင့် Aaron လည်းသူတို့တိုက်ခိုက်နေရတာတိုက်တန်တွေကြီးပဲမဟုတ်ဘူးဆိုတာသဘောပေါက်သွားပါတယ်။ဒီနောက်မှာတော့ကင်းထောက်တွေကမာရီယာတိုင်းကိုပြန်သိမ်းဖို့ကြိုးစားကြပါတယ်။အဝင်ကတော့ဖမ်းထားတဲ့တိုက်တန်တွေကိုတတ်သွားတဲ့တရားခံကိုမြားခေါ်ထုတ်ချင်တာဖြစ်ပါတယ်။တရားခံမှာတိုက်တန်အစွမ်းတွေရှိနိုင်တယ်လို့အဝင်ကတွေးမိတဲ့အတွက်တိုက်တန်ကိုဖမ်းထုတ်ဖို့လိုအပ်တဲ့ပစ္စည်းတွေဝယ်ပါတယ်။အဝင်ရဲ့အစီအစဉ်အတိုင်းပဲတိုက်တန်မိန်းမတကောင်ကကင်းထောက်တွေကိုတိုက်ခိုက်ပါတယ်။ကင်းထောက်တွေအများကြီးကြားသွားခဲ့ပေမဲ့တိုက်တန်ကိုအမိပြန်ဖမ်းနိုင်ခဲ့ပါတယ်။တိုက်တန်မိန်းမကအော်လိုက်တဲ့အခါမှာတော့တခြားတိုက်တန်တွေအများကြီးရောက်လာပြီးကင်းထောက်တွေကိုတိုက်ခိုက်ကြပါတယ်။တိုက်တန်ကိုရဲကလူတွေရှုပ်ရှားခံနေတော့လွမြောက်သွားပြီးနောက်တစ်ချိန်အသွင်ပြောင်းလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့လီဘိုင်တို့အဖွဲ့ကတိုက်တန်မိန်းမကိုတိုက်ခိုက်ပြီးအစပိုင်းမှာအသာရနေပေမဲ့တိုက်တန်မိန်းမကကင်းထောက်တွေကိုပြန်တက်လိုက်ပါတယ်။အဲ့ဒီချိန်မှာ Aaron ကအသွင်ပြောင်းပြီးစောမလုံးမိတဲ့အတွက်နောင်တရနေပါတယ်။တိုက်ပွဲအတွင်းမှာတိုက်တန်မိန်းမကအန်နီရဲ့တိုက်ခိုက်မှုပုံစံအတိုင်းလုပ်လိုက်တဲ့အတွက် Aaron လည်းတုံ့ဆိုင်သွားပါတယ်။တိုက်တန်မိန်းမကဒါကိုအခွင့်ကောင်းယူပြီးအငိုက်ဖမ်းက Aaron ကိုဖမ်းဆီးလိုက်ပါတယ်။လီဘိုင်နဲ့မီကာဆာရိုကလည်းနောက်ကလိုက်ပြီး Aaron ကိုလိုက်ခဲ့ကြပါတယ်။ဒါပေမဲ့ကဲတဲ့အချိန်မှာလီဘိုင်ရဲ့ခြေထောက်ကျိုးသွားပါတယ်။ပြန်ရောက်လာတဲ့အခါမှာတော့ကင်းထောက်တွေကတိုက်တန်မိန်းမဘယ်သူလဲဆိုတာဆွေးနွေးကြပြီးအန်နီတို့မှတ်ယူလိုက်ကြပါတယ်။အဝင်ကအန်နီအသွင်ပြောင်းအောင်လုပ်ဖို့အစီအစဉ်ဆွဲပြီးအန်နီလည်းအသွင်ပြောင်းလိုက်ရတာစီနာတိုင်းအတွင်းမှာပဲတိုက်ပွဲဖြစ်ပါတယ်။အချိန်တော်ကြာတိုက်ခိုက်ပြီးတော့မှအန်နီကြာရှုံးသွားပေမဲ့ Aaron နဲ့ဆွမ်းအားတွေပေါင်းပြီးသွားပါတယ်။ဒီနောက်မှာတော့အန်နီကသူမစီကသတင်းမရစေဖို့တိုက်တန်ရဲ့အစွမ်းနဲ့သူမခန္ဓာကိုမရနိုင်အောင်ကားလိုက်ပါတယ်။နောက်ပြီးတိုင်းတဲမှာတိုက်တန်အကြီးကြီးရှိနေတာကိုလည်းသိလိုက်ရပါတယ်။အဲ့ဒီအချိန်မှာ Beast Titan နဲ့ကားတိုက်တန်တို့ကလည်းလာတိုက်ခိုက်ကြပါတယ်။ဒါရင်မကသေးပဲယောဂကိုရွာကလူတွေကိုပါတိုက်တန်တွေအဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ Rose Titan နဲ့တိုက်တန်တွေရောက်တဲ့အခါမှာကင်းထောက်တွေလည်းတတိုင်းပေါင်းနေတဲ့နေရာလိုက်ရှာကြပါတယ်။ဒါပေမဲ့တတိုင်းကမပေါင်းနေဘူးဆိုတာသိလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့ရဲတိုက်တစ်ခုမှနားကြပြီးအဲ့ဒီအချိန်မှာပဲဇီကီနဲ့တခြားတိုက်တန်တွေရောက်လာကြပါတယ်။တိုက်တန်တွေကရောင်းများတဲ့အတွက်မျောလင်းချက်တွေလည်းပြောက်ကုန်ကြပါပြီ။အသက်ရှင်ဖို့အတွက်ရာမီယာလည်းတိုက်တန်အသွင်ပြောင်းပြီးပြန်တိုက်ခိုက်ပါတယ်။ဒါပေမဲ့တိုက်တန်တွေကသူမကိုဝိုင်းပြီးစားတောက်ကြပါတယ်။ရာမီယာတေတော်မဲ့အချိန်မှာကင်းထောက်တွေရောက်လာပြီးရာမီယာနဲ့တခြားသူတွေကိုကဲလိုက်ကြပါတယ်။ခရစ်တာကသူမနာမည်အရင်က Historia Reese ဖြစ်ကြောင်းပြောပြလိုက်ပြီးကင်းထောက်တွေအားလုံးလည်းအိမ်ကိုပြန်ကြပါတယ်။အိမ်ပြန်လမ်းမှာရိုင်းနာကသူဟာတိုက်တန်ဖြစ်ပြီးဘာဟိုက Colossal တိုက်တန်ဖြစ်ကြောင်း Aaron ကိုဝန်ခံလိုက်ပါတယ်။ Aaron သူတို့နဲ့လိုက်ခဲ့မယ်ဆိုရင်တိုက်ခိုက်စရာမလိုတော့ကြောင်းပြောပြနေပါတယ်။ Aaron ကညင်လိုက်ပြီးအသွင်ပြောင်းကတိုက်ခိုက်ကြပါတယ်။ဒီနောက်မှာတော့ Raina Baho နဲ့ Ramiya တို့က Aaron ကိုခေါ်ပြီးလွမြောက်သွားပါတယ်။အဲ့ဒီအချိန်မှာကင်းထောက်တွေကတတိုင်းပေါ်မှာထိုင်နေကြပြီးမြင်းတွေကိုတတိုင်းတစ်ဖက်ချမ်းရွှေ့ပြောင်းနေတာကိုစောင့်ကြပါတယ်။ဒီနောက်မှာတော့ Aaron ကိုကယ်ဖို့အစီအစဉ်ဆွဲကြပါတယ်။ကင်းထောက်တွေက Grainer တို့ကိုတွေ့သွားပေမဲ့
Titan ကကာကွယ်ပေးထားတဲ့အတွက် Eren ကိုကယ်မရဖြစ်နေပါတယ်။ဒီနောက်မှာ Arwen ကစန့်ကျင်ဘက်အရက်ကနေ Titan တွေကိုခေါ်လာတာကြောင့် Reiner လည်း Eren ကို Arwen စီပေးလိုက်ပါတယ်။ Arwen ကတက်ပြတ်ဆုပ်ဖို့ပြောပေမဲ့ Reiner ကသူတို့ကို Titan တွေနဲ့ပြစ်ပေါက်နေပါတယ်။ဒီအချိန်မှာပဲ Dina Freeze နဲ့ Titan ပေါ်လာပြီး Eren စီလက်ကမ်းလာတဲ့အခါ Eren ထိုးပြစ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ Dina Freeze ကတော်ဝင်မျိုးရိုးဖြစ်တဲ့အတွက် Eren က Fountain Titan အစွမ်းကိုယူလိုက်ပါတယ်။ကင်းထုတ်တွေလည်းအိမ်ပြန်ရောက်လာပြီး Titan တွေရဲ့မူလပုံစံဟာလူသားတွေပဲဆိုတာသိသွားကြပါတယ်။အစိုးရကသိထားတာအရန်များနေပြီဆိုပြီး Eren နဲ့ Historia ကိုဖမ်းလိုက်ကြပါတယ်။ Arwen နဲ့ PC တို့ကအစိုးရကိုဖြုတ်ချဖို့အစီအစဉ်ဆွဲကြပြီးအတူရောင် Freeze မိသားစုနဲ့ Reese မိသားစုတို့ကိုဖြုတ်ချက Historia ကိုအုပ်ချုပ်သူအဖြစ်ထားရှိဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒီနောက်မှာတော့ Reese မိသားစုက Historia ကို Eren ကိုစားခိုင်းပြီး Fountain Titan အစွမ်းပြန်ရှာယူပါတယ်။ဒါပေမဲ့ Historia ကအဖေဖြစ်တဲ့ Rhaorys ကိုတိုက်ခိုက်ပြီး Eren ကိုကယ်ခဲ့ပါတယ်။ဒီအချိန်မှာကန်နီတို့အဖွဲ့လည်းစောင့်ကြည့်နေကြပါတယ်။ရုတ်တရက်ကင်းထုတ်တွေရောက်လာပြီး Reese မိသားစုရဲ့အဆောင်တွေကိုတိုက်ခိုက်လိုက်ပါတယ်။ဒီအချိန်မှာ Arwen ရဲ့အကြံလဲအောင်မြင်သွားပြီးအစိုးရကိုဖြုတ်ချပစ်လိုက်ပါတယ်။ Rhaorys က Titan အရေးတွေကိုတောက်လိုက်တဲ့အခါမှာအရွယ်အစားကြီးမားလွန်တဲ့ Titan ကြီးအဖြစ်ပြောင်းလဲသွားပါတယ်။ဒီနောက်မှာတော့ ORနယ်မြေဘက်ကိုထွက်သွားခဲ့ပါတယ်။ Titan ကမျက်နှာနဲ့မြေကြီးကိုပုတ်ဆွဲပြီးထွက်သွားတဲ့အတွက် Titan မှာမျက်နှာမရှိတော့ဘူးလို့ Arwen ကမှတ်ယူလိုက်ပါတယ်။ Arwen က Titan ရဲ့မျက်နှာကိုရမ်းမုံနဲ့ပြစ်လိုက်ဖို့ Eren ကိုခိုင်းပါတယ်။လီပိုင်းကဒီကိစ္စပြီးသွားရင်ဘယင်မလုံးမဖြစ်ကြောင်း Historia ကိုပြောပြပါတယ်။အဲဒီနောက်မှာတော့ Rhaorys လည်းတိုင်းစီရောက်လာပြီး Arwen ပြောတဲ့အတိုင်းမျက်နှာမရှိပါဘူး။ Eren ကရမ်းမုံတွေပြစ်လိုက်တဲ့အခါမှာ Titan ကြီးပေါက်ကွဲသွားပါတယ်။ဒီနောက်မှာ Historia ကဘယင်မဖြစ်လာပါတယ်။ကန်နီကလည်းလိုအပ်ရင်300အောင်ဆိုပြီး Titan စေးရည်တွေလီပိုင်းကိုပေးလိုက်ပါတယ်။ဒီနောက်မှာတော့ကင်းထောက်တွေလည်းရက်အနေငယ်နားကြပြီး Maria တတိုင်းကိုပြန်သိမ်းဖို့ကြိုးစားကြပါတယ်။ Eren ကသူ့ဖေအကြောင်းသိကျင်တဲ့အတွက် Kisha ကိုရှာဖို့ကင်းထောက်တွေနဲ့အတူသွားပါတယ်။နောက်တရက်မှာသူတို့က Shiganshina ဒေသစီသွားကြပါတယ်။ Shiganshina စီရောက်တဲ့အခါမှာ Eren ကအသွင်ပြောင်းပြီးတတိုင်းကိုပိတ်လိုက်ပါတယ်။လွယ်ကူလုံးနေတဲ့အတွက်အာမင်ကတန်တရားဖြစ်လာပါတယ်။ဒါကြောင့်တတိုင်းတွေထဲပုံနေတဲ့သူရှိမရှိစစ်ဆေးဖို့ကင်းထောက်တွေကိုအမိန့်ပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ Reiner ကိုရှာတွေ့သွားပါတယ်။လီပိုင်ဆင်းလာပြီး Reiner ကိုတတ်ဖို့ကြိုးစားခဲ့ပေမဲ့ Reiner ကတော့အသက်ရှင်သွားပါတယ်။ဒီအချိန်မှာ Beast Titan နဲ့အတူတခြား Titan တွေအများကြီးပေါ်လာပြီးအခြေအနေမဟန်တော့ပါဘူး။ကင်းထောက်တွေကအသေးထုတ်ထားတဲ့မိုးကြိုးလှန်နဲ့အတူတိုက်ခိုက်ကြပါတယ်။ Reiner ကတိုက်ပွဲရှုံးတော့မဲ့အချိန်မှာဘာဟိုးဝင်လာဖို့အချက်ပြအော်တန်ပေးလိုက်ပါတယ်။ Beast Titan ကဘာဟိုးကိုပြစ်ပေါက်လိုက်ပြီး Titan အသွင်ပြောင်းကပေါက်ကွဲလိုက်တာကြောင့်နေမြေတဝက်လောက်ပျက်စီးသွားရပါတယ်။ဒီနောက်မှာတော့အာမင်ကသူ့ကိုယ်သူစရီပြီးဘာဟိုးကိုတတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ Arwen ကလည်း Beast Titan ကိုအနိုင်ယူဖို့နီလန်တွေရှာပါတယ်။ဒီနောက်မှာ Arwen ကတပ်သားအသစ်တွေနဲ့အတူ Ziki စီချီတက်သွားပါတယ်။ Ziki က Arwen တို့တပ်ဖွဲ့နဲ့အလုပ်ရှုပ်နေတဲ့အချိန်လီပိုင်ကအနောက်ကဝင်ပြီး Ziki ကိုတိုက်ခိုက်ကအနိုင်ယူလိုက်ပါတယ်။ဒါကြောင့် Ziki ကိုမတက်ခင်မှာက Titan ရောက်လာပြီးဝင်ခဲ့သွားပါတယ်။ Armin ရဲ့အကြံကလည်းအလုပ်ဖြစ်ပြီး Eren ကလည်း Closet Titan ရဲ့လက်ဘင်းကိုဓာတ်နဲ့ဖြတ်လိုက်ပါတယ်။ Armin ဟာတေလူမျောပါဖြစ်နေပြီးတပ်သားတယောက်ကလည်းတရားရနေတဲ့ Arwen ကိုကြောပေါ်တင်ပြီးရောက်လာပါတယ်။က Titan ကလည်း Ziki နဲ့ Reiner ကိုခေါ်ပြီးမာလေးစီထွက်ပြေးသွားပါတယ်။ဒါကတော့ဒုတိယတစ်ပိုင်းရဲ့အဆုံးသတ်ပဲဖြစ်ပါရဲ့ရှင်။တတိယတစ်ပိုင်းကိုတော့နောက်ထပ်ဗီဒီယိုလေးမှာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။